Okay မင်္ဂလာပါ Mr. ရေးဆိုင်ကဆိုင်ကနေကြိုးစားပါတယ်ခင်ဗျာအခုပြသပေးမယ့်ဘိန်းကတော့ဝေး100ပါလူများကြိုက်တဲ့ဝေး100လေးပါဘိန်းကလေးနဲ့လည်းတင်တော်ပါတယ်နာမည်ကကာမတ်ပါမော်ဒယ်2022ပါမန္တလေးလိုင်စင်နဲ့ပါတက်တန်းကြံပါဦးမယ်ဗျာနံပါတ်က84ရပလက်ပါဒစီလုံးလိုအပ်တာစစ်စစ်လောက်ကင်ထားပြီးသားပါလက်တင်စလောက်တင်ပြီးစီးရုံပါပဲဘိန်းဘာမှမလိုပါဘူးဗန်းမှန်လေးလက်ဆောင်ထည့်ပေးပါမယ်ဒီဘိန်းရဲ့ဈေးနှုန်းက24သိန်းနဲ့8000ပါဒီဘိန်းပြင်စားဆိုင်ကလေးရှိပါသေးတယ်ခင်ဗျာဈေးနှုန်းအစုံလင်နဲ့ဘိန်းအမျိုးအစားအစုံရှိပါတယ်အခုပြထားတဲ့ဘိန်းတွေကိုတိုင်းနေတတ်တယ်ဆိုလို့ရှိရင် Mr. ရေးဆိုင်ကရောင်းဝယ်ကိုကြွားလန်းခဲ့ပါခင်ဗျာတိုင်လိုက်တာ34လမ်းခွန်လေးခွန်ကားကြားမှာဖြစ်ပါတယ်မန္တလေးမြို့မှာပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ